ကဲဈေးတယ်လေးလာပါပြီခင်ဗျာဖြူမဖြူဖြူမယူသူမသူဖြစ်သွားမဲ့အသားဖြူဆက်ပြလေးဟောကဲလင်ကတိုက်ရင်မရဖြူတယ်မရတိုက်ရင်လင်ဖြူတယ်လူမပြီးဥရသွားစေမဲ့အသားဖြူဆက်ပြလေးကဲရှေ့သွားမလားโอเคဆက်ပြလေးဝယ်သွားပေးပါဦးကြည့်မလားကဲနော်မေးလိုက်ရင်မေးယောက်ျားပါဖွေးတယ် ဘာသားပြူသေးမှမလို့ငါစားတော့လက်ပတ်ကဖြူပြီးသားသွားလေရောင်းကြည့်ဟိုဘက်သွားရောင်းကြီးသွားမလာရနဲ့မြို့ကနေဟိုဘက်သွားရောင်းကြီးသွား ဟာဘွားတော်ကြီးခင်ဗျာဈေးတဲ့ချင်းချင်းကိုပါတယ်တုံးနဲ့ထိုးရတာသူများစီပွားရောဟာလားရတယ်တီမာမရောက်နေကျုပ်ဟိုဘက်ကိုသွားရောက်မယ်ဗျာဘာဖြစ်လဲ သွားဟိုဘက်သွားဒီဘက်မလာနဲ့ ဖြူမဖြူမယူဟာမဲတယ်တော်တော်မဲတယ် ဟာမင်းမိုင်းလိုက်လားကွာ မဲတယ်ဆိုတာကျွန်တော်ရဲ့အသားဖြူဆက်ပြလေးနဲ့မတွေ့သေးလို့ပါအသားဖြူဆက်ပြလေးအားပေးသွားပါဦး တကယ်ရောပြည့်ရလားကွာ ဟာကိုကြီးတကယ်ပါမယုံရင်ဝယ်ပြီးတော့တုံးကြည့်လိုက်ဟုတ်တယ်တတုံးက9000ပဲကိုကြီး 9000 ဟေး တကယ်ပြည့်ရနော် တကယ်ပြည့်တယ်မရဘူးနော် မလိမ့်ပါဘူးအသားလေးဖြူကုန်တော့မှာပဲ မလိမ့်ဘူးနော် မလိမ့်ဘူးကိုကြီး 1000ယူလိုက်ကွာ ဟောကျေးဇူးတင်တယ်ကိုကြီးကျေးဇူးတင်တယ် တကယ်ပြည့်ရနော် တကယ်ပြည့်တယ်ကိုကြီးတကယ်ပြည့်တယ်တရကိုကြီးဘလို့ဖြစ်နိုင်မှာလဲ तू ကအယိုးထဲကနေမဲသွားပြီလေဘလို့ဖွေးတော့မှာလဲဟိုဘက်စီကိုပြောင်းတော့မှာဖြစ်မယ်လာဘေဘီခဏလေးဒီမှာစောင့်နော် ဘယ်ကောင်းလို့လဲ ဩဘေဘီခဏလေးပြန်လာခဲ့မယ် မလေးဒါလေးကြောက်ဘယ်လောက်လဲရှင့် ဒါလေးဆိုမှ80ကျော်ဝန်းကျင်ပါရှင့်မမ သူကအယောင်ကလေးရအောင်ဘယ်လို ဟိုမှာအလဲလေးဆိုရင်တော့ရတတ်ပန်0ပါရှင့်စိတ်တယ်လေးဆိုတနေ့ကျော်နဲ့သူ့ပါဆက်အမျက်လေးပေးပါရှင့်မမဟာရှင့်မလို့လဲလို့ ဩဘေဘီရဲ့ဘာဖြစ်နေရလဲကိုချာ ဘလို့ကြီးရော ဩဘလို့ရမှာလဲခုမှတွေ့လားအဲ့ဒါကိုမိန်းမ तू သိလို့မရဘူးလေ ဟမ်အဲ့ဆိုဘလို့လုပ်ကြမှာ ဩဘာမှမဖြစ်ပါဘူးကိုကရုပ်ဖြတ်ပြီးသွားဆိုတော့ဘာဖြစ်သွားမယ် တမ်မင်္ဂလာပါရှင်ဘာလေးဆောင်ရွက်ပေးရမလဲရှင် အခုဘေဘီအတွက်လေဟိုကရွှေတဲ့ ဟုတ်ကဲ့ရှင်အမအတွက်နော်ချက်တော့ပြည့်စုံလေးပါမယ်ရှင်ဟုတ်ကဲ့ဒီဇိုင်းလေးရှိရဟိုမှာချက်ဝကြည့်လို့လည်းရပါတယ်ရှင်ဟုတ်ကဲ့ ဒီဟာကပေါ့နော်ကိုဝယ်ရွတ်တွေ့နေပါညာ အရွတ်တော့ကတော့မရှုံးဘူးရှင်ညီမတို့ဆရာပေါ့နော်ဒီအထည်လေးတွေရင်ွားတဲ့ချိန်မှာကိုပင်ချိန်လေးနည်းနည်းပေါ့ဟုတ်ကဲ့အရင်တင်ကလေးပဲလုပ်ပေးရအရွတ်တော့လေးကုန်ရဖြစ်ပြီးရဖိတ်ချပါရှင် ပြန်အောင်နော် ဟုတ်ပြန်ရောက်ရင်မရှုံးဘူးရှင်ရွှေတယ်လေးကြတော့လေတစ်ဖက်တွင်းဆိုလည်းထည့်ချိန်ပြီးရရှင်ဟုတ်ကဲ့ဟုတ်ကဲ့မရှင်းကြည့်လို့ရရနော် ကြိုက်ယူလိုက်မယ်လေ ဟုတ် နော် ကဲ့ဟုတ်ကဲ့အခုမနဲ့လိုက်မဲ့လေ ATK လက်စွပ်လေးလည်းရှိရရှင်ချက်ပြကြည့်ပေးမယ်လေဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒီဟာလေးတွေပါမချက်ဝကြည့်လို့လည်းရရရှင်ဆိုင်မှာကျတော့ဒီလို ATK လေးတွေဆိုအလဲဆို5ကိုအယောင်ဆိုတပါးစားမှာရှင်ရာခိုင်နှုန်းလေးလည်းတခြားလေးပြန် short ထားပေးရရှင်ဟုတ်ကဲ့ချက်ကြည့်လို့ရရမဆိုင်မှာကျတော့ကိုကြိုက်တဲ့ဒီဇိုင်းလေးလည်း order ပေးမှမှာလို့ရရရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ဒါလေးပဲပေါင်ချပြီးဆွဲပေးလိုက်မယ်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင် ကိုဆွေးပြမှာမြင်ဆက် ဟုတ်ကဲ့ပါရှင် ဟာတွေ့ပြီဟဲ့မမေးတယ်ဟဲ့မင်းစပြာသားပြလို့တော့မပြူဘူးကွာမပြူဘူးမင်းငါသားပြလို့ခံစားလား မခံစားရဘူး မခံစားရမင်းလိန်တာပေါ့ကွာ ကျွန်တော်မလိမ့်ဘူးကွာလေအကူကအယိုးထဲကနေမဲသွားလို့များလားနော်မဖွေးတာများလားမသိဘူးကျွန်တော်သူ့သားပြူစားပြစီကတကယ်ဖွေးတယ်ကိုကြီးရဲ့ ဟောငါသားရအယိုးရဲ့ဒီမဲတော်လို့မဖွေးတော့ ဟုတ်တယ် ဟုတ်ပြီလေအယိုးရဲ့ဒီပြီးတော့မမဲတဲ့သားရငါလိုက်ရှာပေးမယ်မင်းငါ့ကိုတတ်တယ်ပြရင်ပြမပြလို့တော့မင်းအယိုးတစ်ခြားတော်တစ်ခြားပြစ်ပြီးတော့မတ်လိုက်တော့ ဟုတ်ကဲ့ ပစ္စည်းလေးရပါရဲ့ရှင်ကိုဒီမှာနော်လက်စွပ်လေးဟုတ်ကဲ့ညီမတို့ဆိုင်မှာကျတော့လေကိုဒီဒီဇိုင်းလေးမချက်ပဲချိန်မယ်ဆိုရင်တစ်ပတ်တွင်းဆိုတဲ့ချိန်ပေးရဲ့ရှင်ဟုတ်တစ်ပတ်ကြော်တော့ရင်လည်းတခြားလေးပြန်လုပ်ပေးပါရဲ့ရှင်ကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်းရှင်းတော့ကိုကျေးဇူးတင်ပါတယ်ရှင် Oh no ကိုကျော် ဟေးမိမ ရှင် ညီမလေးလွတ်ခေါ်လေကိုနာမည်ကိုကျော်မဟုတ်ဘူးနော်ကိုနာမည် Mr. Jazz ရှင်ကကျမယောက်ျားနဲ့ရုပ်လဲတူတယ်အတန်လဲတူတယ်
ကျမယောက်ျားကတော့အသားပွေးရရှင်ကတော့အသားမဲရနော် ဟောဒါကတော့ညီမလေးရဲ့လောကမှာဟိုနံပါတ်2မချလူ2မရှာတဲ့မဟုတ်ဘူးလားမိုးမိုးရဲ့ ကျမနာမည်ဘယ်လိုတည်ရလဲ ဒီလိုပါကိုကအကြမ်းမြင့်စရာအကြမ်းမြင့်စရာကိုကမိုးရပါကြမ်းမြင့်သူကမလောက်စားတာဒါနဲ့လေဟိုအောင်ဒီကျွတ်တိုင်အောင်လာတာမိမအိမ်ကကလေးတွေစာကျွတ်ပြီးလိုက် ကျမကလေးပြရှင်ဘယ်လိုတည်ပြန်တာလဲ အဲ့ဒါလေအကြမ်းမြင့်ကွာအာယုခလိုက်တဲ့အကုန်သိတာလူတယောက်ရဲ့အကြောင်းအကုန်သိတာနော်တက်ပြီးပြောအောင်မဲ့ညီမလေးဒီရက်ပိုင်းညီမလေးယောက်ျားလုံးဝဖုံးမဆက်နဲ့နော် ရှင်ဘာလို့လဲ ညီမလေးယောက်ျားညီမလေးဖုံးဆက်လိုက်တာနဲ့ညီမလေးယောက်ျားရှော့မှာ ဟင် ဟုတ်တယ်သူ့မှာတိုက်ခိုက်တွေရမ်းများနေကိုကြီးတောက်ဆုံးပြောပြတာနော်လုံးဝဖုံးမဆက်မိစေနဲ့နော်အခုသွားရမယ် ဟုတ်ကဲ့ ကိုကြီးအခုတည်းမတွေ့သေးဘူးလားညီလေးပါလမ်းလျှောက်လာတာညောင်းနေပြီအိတ်ချင်နေပြီအိမ်မြန်ပြီးတော့လေ ဖေမင်းပါစက်ကိုပိုက်ထားနော်ငါဒီနေ့တနေ့ကိုငါတဲ့အသားမဲတဲ့ကောင်ကိုငါလိုက်ရှာပါအေးတွေ့လို့တော့မင်းအသားပြူဆက်ပြဘယ်လောက်ထိဆွဲလို့တတ်တယ်ပြမပြတော့မင်းနဲ့ငါနဲ့တွေ့မယ်နော်ဟာအတွေ့ပြီဟောငါအသားမဲတဲ့ကောင်အေးမင်းအသားပြူဆက်ပြဘယ်လောက်ဆွဲလဲတော့ငါ့ကိုတတ်တယ်ပြတွား အကိုကြီးကလိုက်ခဲ့လေ အေးငါလိုက်ခဲ့အေးပြအကိုကြီးချုပ်တာလေချုပ်တာ The fuck bro ကဲတွေ့လားကိုကြီးခွေးသွားပြီကဲ ဟာဟဲ့တကယ်ဝဲသွားတာပဲကွာ ဟဲ့လူတွေခက်ခက်တော့မလုပ်ကြရလဲဗျဘာတွေမလဲသိရစိတ်ချလိုက်တာတွေ့ပြီလေတရားလဲ ကိုကြောက်ရှင်ကျမနဲ့တွေ့မယ်